လေကြောင်းတိုက်ခိုက်မှုခံရချိန်မှာဒါတွေလောက်ပါစိတ်ငြိမ်ငြိမ်ထားပါအနည်းဆုံးအကာအကွယ်ရှာပြီးအနှိမ့်ဆုံးနေရာမှာနေပါအချိန်မီပါကဘုံခိုခြင်းစီရောက်အောင်သွားပါမိမိနေအတွင်းရှိနေပါကကြိုတင်ပြင်ဆင်ထားတဲ့အခန်းထဲကိုဝင်နေပါကြိုတင်ပြင်ဆင်ထားတဲ့အခန်းမရှိပါကခိုင်ခန့်တဲ့စပွဲပေါ်မှာစောင်းတွေမွေ့ရာတွေစာအုပ်တွေဖုံးအုပ်ပြီးအောက်မှာဝင်နေပါအကာအကွယ်မရှိပါကမြေအနှိမ်ဆုံးနေရာကိုရှာပြီးဝင်နေပါဦးကောင်းကိုလက်ဖွားဒါမှမဟုတ်အင်ကြီးနဲ့အုပ်နားကိုလက်ဖြံနဲ့ပိတ်တရောင်ကိုမြေမှာထောက်ပြီးမှောက်နေပါပောက်ကွဲမှုအတန်နဲ့တုန်ခါမှုကြောင့်နားစီကိုထိခိုက်နိုင်တဲ့အတွက်နားကိုလုံအောင်ပိတ်ပါရင်ဘတ်နဲ့မြေကြီးထိဆက်နေမဲ့ဆိုရင်တုန်ခါမှုကြောင့်အဆုပ်နဲ့နှလုံးကိုထိခိုက်နိုင်တာကြောင့်တရောင်ကိုမြေမှာထောက်ပြီးမှောက်နေပါပါဇက်ကိုအနှဲငယ်ဟပြီးမျက်စိမိတ်ထားပါလေကြောင်းတိုက်ခိုက်မှုလုံးဝငြိမ်သွားတဲ့အခါမှသာမိမိတို့ပေါင်းရာနေရာကနေထွက်ပါမိမိလက်ရှိပုံအောင်နေတဲ့နေရာကမလုံခြုံမှုဆိုရင်လုံခြုံတဲ့နေရာကိုသွားပါမိမိတို့ရက်ရွာအတွင်းကြိုတင်သတ်မှတ်ထားတဲ့စုရက်စုံရက်တွေစီသို့သွားပါအခြားလုံခြုံတဲ့နေရာကိုထပ်မံရွှေ့ပြောင်းဖို့လိုမလိုသတည်င်းရယူပါ